ဒီနေ့ကဥပုသ်ဆောက်တာအခုက17ခွဲ12ထိုးဖို့မိနစ်25 30လောက်ရှိသေးတယ်ဒါကတော့ကဘာမှာအကောင်းဆုံးအရေးပေါ့နော် by the way that's not beer ရင်းနှွေးချင်းအေးပေါ့နော်ဘယ်လိုခေါ်လဲဘယ်လိုခေါ်ရင်းနှွေးချင်းအေးဘယ်လိုခေါ်လဲဘယ်လိုမေးနေတာဒီမှာမရှိရတယောက်တည်းစားနေရ there we go first bite okay ရောက်ပါပြီဝါဝါဝေးပါ masterpiece wasabi နည်းနည်းလေးယူ adapt အလေးထားကို wasabi ဒီဘက်ဆိုင်အောင်မှာသူက wasabi ပါပြီးသားဒါပေမဲ့ you have to add more wasabi ဒီလိုလေးပေါ့ bada bing bada boom yes အဲ့လိုထိကျင်တာထိစမ်းပါ cheers look at that crisp oh 12 နာရီထိုးရမှာအဲ့ရောစားကြည့်အောင်လိုက်လားမလိုက်တော့ကျွန်တော်မသိဘူးเนาะ salmon နဲ့ katsu ထမင်းအော်ဒါအခုမှမြင်နေကွယ်ငါလဲချင်းကြည့်လိုက်အောင်7:54နောက်6မိနစ်ကြံသေးတယ်အေးစေးဒါပြီးရင်တော့တနေ့ကောင်မစားဘဲနဲ့နောက်နေ့မနက်9နာရီမှပြန်စားရမှာဒါပေမဲ့ကြောက်တဲ့စားရမထင်နဲ့ဒီမှာကိုမိသားစုတွေအမြဲတမ်းပါတယ်ကြောက်တဲ့ဘယ်တော့မှမစားဘူးဘိုင်ဘိုင်